အားလုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေတယ်ပေါ့နော်ရှေးဦးရွယ်ကလေးသူငယ်တွေရဲ့အလိုလျောက်တုံ့ပြန်မှုတွေအကြောင်းပါဆိုရင်ဒီတုံ့ပြန်မှုတွေဟာ integrate ဖြစ်ရမယ့်အရွယ်မှာမဖြစ်ဘဲနဲ့ဆက်လက်ပြီးတော့ retain ဖြစ်နေတယ်ဆိုရင်လေ့ကျင့်ပေးရမယ်လေ့ကျင့်ခန်းလေးတွေဤပြပါတွေအကြောင်းကိုဆွေးနွေးပေးနေခြင်းဖြစ်တယ်ဒီနေ့ဆွေးနွေးပြီးသွားခြင်းတဲ့အကြောင်းအရာလေးကကြတော့ဒီလိုမျိုးဒီအိမ်ထဲမှာနေပေါ့နော်လှုပ်ဆောင်လို့ရတဲ့နီလန်းလေးတွေဒီနီလန်းလေးဟာ ATNR တွေ STNR တွေပေါ့နော် asymmetric tonic neck reflex တွေရဲ့ symmetric tonic neck reflex တွေရဲ့ပေါ့နော်ဒီဟာတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေသေးတယ်ဒီဟာတွေတည်ရှိနေသေးတယ်ဆိုရင်လေ့ကျင့်ပေးရမယ်အိမ်ထဲမှာနေလေ့ကျင့်ပေးလို့ရတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီပုံလေးထဲမှာအတိုင်းပေါ့နော်တိုင်နေပြီးတော့ဒီလက်ပေါ်မှာထောက်ထားမယ်ဒူးထောက်ထားမယ်ပေါ့နော်လက်နဲ့ဒူးပေါ်မှာထောက်လာပြီး crawl လုပ်မယ်ပြီးရင်ဒီပေါ်မှာဒီဆောင်းပိုင်းလေးသို့မဟုတ်ပေါ့နော်ဒါလေးဟိုတစ်ပတ်ကလေးပဲဖြစ်ဖြစ်တင်ပြီးတော့မှဒါကိုကြမသွားအောင် balance ဖြစ်စွာနဲ့ပေါ့နော်ခေါင်းပေါ်မှာတင်ပြီးတော့လှုပ်ရှားမှုတွေလှုပ်ဆောင်ခြင်းဖြစ်တဲ့ဒီလှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့အခါမှာလဲကြောင်းပုံသဏ္ဍာန်လှုပ်ရှားမှုတွေလှုပ်လိုက်ကဲနွားပုံသဏ္ဍာန်ပေါ့နော်လှုပ်ရှားမှုတွေလှုပ်လိုက်အဲ့ဒါတွေကိုအပြောင်းလဲပြီးတော့ပေါ့နော်ဒလှည့်စီလှုပ်ဆောင်စေခြင်းမျိုးတွေအဲ့လိုနည်းနဲ့ပေါ့နော်ကလေးငယ်ဟာတဖြည်းဖြည်းနဲ့ခေါင်းကိုလည်းတစ်ဖက်စီကိုပေါ့နော်လှည့်ခြင်းအဖြစ်ပေါ့နော်အကြိမ်ကြိမ်လေ့ကျင့်စေတယ်အဲ့လိုနီလန်းလေးနဲ့လည်းအိမ်မှာလေ့ကျင့်ပေးလို့ရတယ်ဒီမှာဆိုရင်အိမ်မှာပြုလုပ်လို့ရတဲ့နီလန်းလေးတွေပေါ့နော်ဦးခေါင်းပေါ်မှာခောက်ထားတဲ့ပဝါအဝတ်တစ်ခုကိုတင်မယ်ဟန်ချက်ထိန်းနိုင်အောင်ပေါ့အဲ့ဒီခါမှာလက်နဲ့ဒူးတွေကိုအသုံးပြုပြီးတော့လေးဘက်ထောက်သွားခိုင်းမှာအဲ့လိုမျိုးသွားတဲ့အခါမှာလည်းခက်တဲ့နှာခေါင်း post တွေနဲ့ပေါ့နော်ကိုဟန်တွေကိုတစ်လက်စီပြုလုပ်စေမယ်ကလေးပျော်လဲပျော်တယ်လေဒါမျိုးလေးလှုပ်ဆောင်ရတာအဲ့လိုမျိုးအနေထားလေးပဲထားအနေထားမှာကလေးရဲ့ဥကောင်းကိုတစ်ဖက်ကိုလှည့်ပေးမယ်ရှေးနောက်လှုပ်ရှားစေမယ်ပြီးတော့တခြားတစ်ဖက်ကိုလည်းဥကောင်းကိုထပ်မံလှည့်ပေးမယ်အဲ့လိုမျိုးပေါ့နော်ထက်ခါတလဲလဲပြုလုပ်စေခိုင်းမယ်ပေါ့နော်ဒီလိုနီးလန်းလေးတွေနဲ့လည်းအိမ်ထဲမှာနေပြီးတော့လေ့ကျင့်စီလို့ရတယ်လေ့ကျင့်တဲ့အခါမှာလည်းပဲဒီနေ့ကိုအနည်းဆုံး3မိနစ်5မိနစ်ပေါ့အနည်းဆုံး10မိနစ်လောက်ထိပဲလေ့ကျင့်စေခြင်းအပြင်ပေါ့နော်ကလေးတွေဟာပင်ပန်းစေတဲ့လေ့ကျင့်ခန်းမျိုးတွေမဟုတ်ဘဲနဲ့တက်တက်တာတာနဲ့သူ့အနေနဲ့လှုပ်ဆောင်နိုင်မဲ့အနေအထားမျိုးကိုလည်းလှုပ်ဆောင်စေရမှာဖြစ်တယ်ပင်ပန်းသွားစေမဲ့လေ့ကျင့်ခန်းမျိုးတွေကိုလည်းကလေးတွေအတွက်ရှောင်ကျဉ်ရမှာဖြစ်တယ်ပင်ပန်းသားစေတဲ့လေ့ကျင့်ခန်းတွေဆိုရင်ကလေးတွေမှာစိတ်ဖိစီးမှုတွေရပြီးတော့ပို့ပြီးတော့ပေါ့နော်အခြေအနေreflex တွေပို့ပြီးတော့တည်ရှိနေစေနိုင်တယ်ပေါ့အဲ့တော့ပင်ပန်းစေမဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ရှောင်ကျဉ်ပြီးတော့သူတို့တွေလှုပ်ဆောင်နိုင်မဲ့အနေအထားရှိတဲ့လေ့ကျင့်ခန်းလေးတွေနဲ့လေ့ကျင့်ပေးစေရမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့ဒီ moral reflexes တွေရှိနေလို့ရှိရင်3ယောက်ကလေးတွေပေါ့နော်သူတို့ကိုမှောက်ခိုင်းထားပြီးတော့မှန်ရှိမှကြည့်ပြီးကစားခိုင်းတာကလေးတွေကအယုတ်မှန်ထဲမှာပေါ်နေတဲ့သူ့ရဲ့ရုပ်ပုံကိုအင်မတန်စိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အတွက်လှုပ်ဆောင်ရတဲ့လုပ်ငန်းပေါ်မှာပို့သူတို့တွေလှုပ်ဆောင်နိုင်လာစေမယ်ပေါ့နော်ဒါမျိုးနဲ့မှန်ရှိမှကြည့်ပြီးတော့ကစားစေခြင်းနေဒါတကကြိုက်တဲ့စာအုပ်တွေသူတို့တွေနားထောင်လို့ကောင်းတဲ့စာအုပ်ကလေးတွေရှိမယ်3ယောက်ကလေးလေးဆိုရင်စာဖတ်ပြလို့ရနေပြီစာအုပ်တွေကိုဖတ်ပြခြင်းနေနားတက therapy ball တွေရှိတယ်လေအဲ့ဒီပေါ်မှာကလေးတွေကိုဝါယာမှောက်ပြီးတော့ရှေးနောက်လှိန်ခိုင်းစေခြင်းနေဒါကရေယောက်ျားလေးတွေဆိုရင်ပို့ပြီးတော့ပျော်တယ်ပေါ့နော်ဒီလိုမျိုးဘောလုံးပေါ်မှာမှောက်ပြီးတော့သူတို့ကလက်ကင်လေးတွေပါတယ်အဲ့ဒါလေးပေါ်တာဖီဘောလေးပေါ်မှာမှောက်ပြီးတော့သူတို့ကဒီရှေ့နောက်ခနာကိုလှိမ့်ပြီးတော့ကစားရတာပေါ့နော်ဒီမှောက်ရဲ့အနေအထားနဲ့သူတို့ action မျိုးမျိုးတွေကိုလှုပ်ဆောင်စေခြင်းဖြစ်တယ်နောက်ပြီးတော့အမေရဲ့ဘိုက်ပေါ်မှာမှောက်တင်ထားပြီးတော့တမ်မီတိုင်းနေဒါအရေးကြီးရဲ့ကလေးတွေကဒီပေါ်မှာနေပြီးတော့မေရဲ့ဘိုက်ပေါ်မှာနေမှောက်နေပြီးတော့ချော့မြူပေးတာတွေစကားပြောပေးတာတွေလေ့ကျင့်ခန်းလေးတွေလှုပ်ဆောင်ပေးတာတွေလက်ကလေးတွေဟိုမြောက်ဒီမြောက်ခြေရောက်ကလေးတွေဆက်စေခြင်းတွေပေါ့နော်အမေဘိုက်ပေါ်မှာတင်ထားပြီးတော့တမ်မီတိုင်းနေပေးဖို့လိုတယ်နောက်တစ်ခါ
အကောင်လေးတွေတွားသားတဲ့ပုံစံမျိုးမျိုးလေးတွေတီကောင်ပုံလေးတွေမွေပုံသဏ္ဍာန်မျိုးတွေဘောက်ဖတ်ပုံသဏ္ဍာန်မျိုးတွေပေါ့နော် crawl and one crawl တွေ worm crawl တွေ snake crawl တွေ etc ပေါ့နော်ဒါမျိုးတွေကိုမိမိကလေးနားမှာရှိနေတဲ့မိဘတွေပြုစုစောင့်ရှောက်တဲ့သူတွေရဲ့ဒါဒီဖန်တီးမှုတွေနဲ့အတူပေါ့နော်ဒါမျိုးတွေကိုပုံစံအမျိုးမျိုးလှုပ်ဆောင်စေခြင်းတွေပုံစံတစ်ခုရဲ့ရိုးမသွားဘဲနဲ့အမျိုးမျိုးလှုပ်ဆောင်စေခြင်းဖြစ်တဲ့အတွက်ကလေးတွေပိုစိတ်ဝင်စားပြီးတော့ပိုလှုပ်ဆောင်ဖြစ်စေတယ်ပေါ့နော်ဒါတကူတမင်တိုင်းဘောလုံးကိုရှေ့နောက်လှိမ့်ပေးခြင်းတွေပေါ့ကလေးကမလိမ့်တတ်သေးဘူးဆိုရင်တော့လူကြီးလုပ်တဲ့သူကထိမ့်ပြီးတော့လှိမ့်ပေးစေခြင်းတွေနဲ့ကျွန်တော်တို့ဒီ moral reflexes တွေ integrate ဖြစ်သွားအောင်၃နှစ်အောက်ကလေးတွေကိုလေ့ကျင့်ပေးလို့ရတာလည်းဖြစ်ပါတယ်ရှင်ဒီပုံလေးထဲမှာဆိုရင်သူနှစ်သက်တဲ့အယုတ်ကလေးတွေကိုရှေ့မှာပြပြီးတော့သူ crawling လုပ်နိုင်အောင်ဆိုဒါသူ့ကိုဒါကူညီပံ့ပိုးပေးခြင်းဖြစ်တယ်ပေါ့နော်သူဟာဒီကသူနှစ်သက်တဲ့အယုတ်ကလေးတွေကိုရှေ့မှာရှိနေတာဖြစ်တဲ့အတွက်ဒီအယုတ်ကလေးတွေကိုလှမ်းပြီးတော့ယူကျင်တာဖြစ်တဲ့အတွက်သူဒီ crawling လုပ်ရတာဒီလိုမျိုးမှောက်ရတာကိုသူကြည်ကြည်နက်နက်ပျော်ပျော်ရွှင်ရွှင်နဲ့မှောက်မယ်ပေါ့နော်နှုတ်မို့ဆိုရင်ဒီ crawling လုပ်ရတာတကယ်တော့ဒရောင်နေဒူးတွေနာကျင်တာကိုနောက်တကတက်တောင့်တက်တာဖြစ်မှုကြတော့လေဒါနည်းနည်းခက်ခဲစေတယ်လေဒါမျိုးကိုဒီလိုမျိုးခက်ခဲနေတဲ့အခြေအနေမျိုးကိုသူ့အနေနဲ့စိတ်ဝင်စားနဲ့လှုပ်ဆောင်လာအောင်သူစိတ်ဝင်စားမဲ့အယုတ်ကလေးတွေနဲ့ပေါ့နော်ဆွဲဆောင်ချော့မြူပြီးတော့ဒီလေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်လာစေအောင်လေ့ကျင့်ပေးစေရမှာဖြစ်တယ်ဒါကြောင့်တယ်မီတိုင်းဟာအရေးကြီးတယ်ဒီလိုမျိုးကလေးရဲ့မွေးဖွားဝေးတာကလေးတလခွဲပေါ့နော်6ပတ်လောက်မှာသူတို့လှုပ်လို့ရတယ်လှုပ်တဲ့အခါမှာလဲ3မိနစ်ကနေ5မိနစ်တွေ့မယ်လှုပ်ရမယ်လှုပ်တဲ့အခါမှာ2ကြိမ်ကနေ3ကြိမ်လောက်ပဲနေ့စဉ်လှုပ်ပေးရမယ်ပေါ့နော်နေ့တိုင်းတစ်နေ့မှာ2ကြိမ်3ကြိမ်လောက်လှုပ်ပေးရမယ်ကြာကြအပြင်3မိနစ်5မိနစ်လောက်ပဲကြာရမယ်တလခွဲကလေးလေးဆိုရင်ဒီလိုမျိုးလေ့ကျင့်ခန်းလေးတွေကြောက်ချက်ကလေးတွေလူကြီးကိုယ်တိုင်ဟာကလေးကိုဒီသူမှောက်တဲ့အချိန်မှာနားမှာကုညီပံ့ပိုးအားပေးမှုတွေပြုမှုတွေတဲ့အနေအထားမျိုးလေးတွေနဲ့ပေါ့နော်လှုပ်ဆောင်စေရမှာဖြစ်တယ်ဒါကြောင့်တက်မီတိုင်းဟာအရေးကြီးတာလည်းဖြစ်ပါတယ်ရှင်အဲ့လိုပဲဒီမှာဆိုရင်သူတို့လိုချင်တဲ့ပုံစံမျိုးလေးတွေမှောက်ခိုင်းခြင်းတွေဒီလိုမျိုးတွားသွားပြီးတော့အယုတ်ကလေးတွေကိုလှမ်းပြီးတော့ယူခိုင်းစေခြင်းတွေပေါ့နော်ဒါမျိုးလေးတွေနဲ့ပေါ့နော်သူတို့ဒီလိုမျိုးလေ့ကျင့်ခန်းမျိုးကိုလှုပ်ဆောင်လာအောင်ဒီပြုမှုမျိုးကိုလှုပ်ဆောင်အောင်ပေါ့နော်ကူညီပံ့ပိုးပေးရမယ်ဒီမှာတော့ရေကူးတာပေါ့နော်ဒီကလေးငယ်လေးကရေမကူးတတ်သေးပေမဲ့သူ့ကိုရေမိခင်နဲ့အတူပေါ့နော်ရေထဲမှာနေပြီးတော့ကလေးကိုလည်းခြေတွေလက်တွေလှုပ်ခိုင်းစေခြင်းတွေပေါ့နော်ဒါမျိုးနည်းလမ်းနေနဲ့ခြေတွေလက်တွေလှုပ်မဲ့နဲ့ရေနဲ့ကစားရတာတော်တော်များများကလေးတွေကရေကစားရတာပျော်ပါတယ်ရေကြောက်တဲ့ကလေးလည်းရှိတော့ညာလဲရေကစားရတာကိုပျော်တဲ့ကလေးတွေကများတယ်ပေါ့နော်အဲ့ဒါဆိုရင်ရေလိုမျိုးဒီလိုမျိုးကန်ကြီးထဲမှာလေကျွန်တော်ကလေးတွေကိုကျွန်တော်ရေချိုးကန်လေးအသေးစားလေးထဲမှာရေတွေထည့်ပြီးတော့မိခင်ရောကလေးရောခုလိုမျိုးရေထဲမှာခြေလက်တွေနဲ့ပေါ့မှောက်လျက်နေထားပဲဖြစ်ဖြစ်မတဲ့ဒီမိခင်ရဲ့လက်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေနဲ့ကစားစေခြင်းတွေလှုပ်ရှားမှုတွေလှုပ်ဆောင်စေခြင်းမျိုးတွေကိုကူညီပံ့ဖို့လှုပ်ဆောင်ပေးစေရမှာဖြစ်တယ်အဲ့လိုလှုပ်ဆောင်ပေးရင်းနဲ့မှကျမတို့သူတို့လိုလျောက်တုံ့ပြန်မှုဆိုရယ် primitive reflexes တွေကintegrate ဖြစ်သွားမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီလိုပဲဒီမှာဆိုရင်ဒီလိုမျိုးဒီလှိုင်ကောင်းနေတယ်ပေါ့နော်သွားစေခြင်းတွေဒါလေးတွေကိုလည်းဖန်တီးပေးလို့ရတယ်အိမ်ထဲမှာနေပြီးတော့ပစ္စည်းလေးတွေနဲ့ဟောပေါ့နော်တစ်ခုကနေတစ်ခုပေါ်ကိုကြော်တယ်crawling လုပ်ပြီးတော့ကြော်သွားတယ်နောက်တော့ crawling လုပ်ရင်းနဲ့သူ့ကိုဒီကပစ္စည်းတွေနဲ့လမ်းကြောင်းလေးပေးပြီးတော့လမ်းကြောင်းကလည်းအဖြောင်လေးမဟုတ်ဘူးလေအဖြောင်မဟုတ်တဲ့အတွက်သူဒီကcrawl လုပ်တဲ့အခါမှာခန္ဓာကိုယ်ကိုဟန်ချက်ညီထိညှိပြီးတော့မှဒီလမ်းကြောင်းလေးတိုင်သူလျှောက်သွားနိုင်အောင်လျှောက်သွားတတ်အောင်လေ့ကျင့်ပေးရင်းနဲ့ပေါ့နော်သူ့ရဲ့ဒီအုံနောက်ပိုင်းဆိုင်ရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာရောနောက်တစ်ခါပျောက်ကွယ်သွားရမယ့်အချိန်မှာ integrate ဖြစ်သွားရမယ့်အချိန်မှာဒါတွေက integrate ဖြစ်သွားအောင်ပေါ့နော်ဒီ primitive reflexes တွေ integrate ဖြစ်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်ဒါဒီနီးလန်းလေးတွေနဲ့ပေါ့နော်နီးလန်းကလည်းမိမိအိမ်ပတ်ဝန်းကျင်မှာရှိတဲ့
အခြေအနေပေါ်မှာမူတည်ပြီးတော့လှုပ်ဆောင်ပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ဒီလိုမျိုးလေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်စေခြင်းဟာကျမတို့ဒီ reflexes တွေပေါ့နော် primitive reflexes တွေကိုသူ့ရဲ့ပျောက်ကွယ်ရမယ့်အသက်ပိုင်းခြားမှာမပျောက်ကွယ်ပဲနဲ့ဆက်လက်တည်ရှိနေရင်လေ့ကျင့်ပေးရမယ့်အကြောင်းအရာလေးတွေကိုဆွေးနွေးပေးခြင်းဖြစ်တယ်။အဲ့တော့ကျမကနေဆွေးနွေးပေးခဲ့တာဆိုလို့ရှိရင်ကလေးတွေကိုကျမတို့ဒီလိုမျိုးဒီတာရာဖီဘောတွေရှိတယ်အဲ့ပေါ်မှာမှောက်ပြီးတော့ပေါ့နော်ရှင်းနောက်လှိမ့်ပေးခြင်းနေမိမိရဲ့ဝမ်းပိုက်ပေါ်မှာမိခင်ရဲ့ဝမ်းပိုက်ပေါ်မှာမှောက်ရင်းနဲ့ကလေးကိုချောမြူပေးခြင်းနေနောက်တစ်ခါခြေထောက်တွေလက်တွေကိုပေါ့နော်ပုံသဏ္ဍာန်အမျိုးမျိုးလှုပ်စေခြင်းတွေပေါ့ဒီလိုမျိုးနည်းလမ်းလေးတွေနဲ့လည်းလှုပ်ဆောင်ပေးလို့ရတယ်နောက်တစ်ခါအိမ်မှာနေပြီးတော့ပဲ3နှစ်အောက်ကလေးတွေဆိုလို့ရှိရင်ပစ္စည်းလေးတွေကိုတင်ပြီးတော့ပေါ့နော်ဒါတွေကို balance ဖြစ်အောင် crawling လုပ်ရင်းနဲ့ပေါ့ပုံသဏ္ဍာန်မျိုးမျိုးပေါ့ crawling လုပ်တဲ့အခါမှာလဲ cow pose cat pose တွေပေါ့နော်ဒီ pose တွေကိုအမျိုးမျိုးပြောင်းမယ်နောက်တစ်ခါခေါင်းကိုလည်းဘဲညာအမျိုးမျိုးလှည့်ပြီးတော့ပေါ့လှည့်ရင်းနဲ့သူတို့တွေကတဖြည်းဖြည်းနဲ့ကျမတို့ဒီကgarland reflexes တွေရောပေါ့နော်နောက်တစ်ခါဒီကကျမတို့ ATNR STNR တွေရောပေါ့ဒီ reflexes တွေပါတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားအောင်နောက်တစ်ခါ integrate ဖြစ်သွားအောင်ပေါ့နော်လေ့ကျင့်ပေးကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်